ကျွန်တော်တို့ဒီကောင်လေးပေါ့နော်နေရ order လေးမှာတော့ဒါလေးကိုကျွန်တော်တို့ဖောက်ပြီးတော့ forward လေးထည့်ပြီးတော့ပို့မှာဖြစ်ပါတယ်ဒီကော second gen လေးပေါ့နော်ဒါကျွန်တော် parking ဖောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီပါမယ်ပေါ့နော်ဒီအနောက်မှာကျွန်တော်တို့ဒါ HDMI USB ဒါ audio ကောပေါ့နော်အဲ့ဒီပါမယ်ပေါ့နော်ဒါလေးပါမယ်ဒီပါမယ်ဆိုတော့ tab ဒါပါမယ် HDMI ကိုပါမယ်ဒါကမူပါမယ်ပေါ့နော်ဒါလေးပါမယ်ဒီပါမယ်ဒါလေးကျွန်တော်ဆန်းပေးပါမယ်ကျွန်တော် setup လုပ်နေတာပေါ့နော်မပတ်ဆိုရိုက်ချိန်နဲ့ရိုက်ထည့်ပြီးတော့ဒီကောင် setup လုပ်မှာပေါ့နော်ဘာတူရမှုလေးပေါ့နော်ဒီမှာကျွန်တော် setup လေးလုပ်နေရပေါ့နော်ဒါလေးခဏဆောင်အောင်ပါတယ်တော့ဒါအခုဆိုရင်တော့ဒါ ready ပေါ့နော် ready ကြီးလို့ရတဲ့အနေနဲ့ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာ YouTube တွေပါညာတွေဒါရောကျွန်တော် science ထည့်ပေးတဲ့ software ပေါ့နော် bolon break free line လို့ဒါဘာလို့ orange tv mset ပေါ့နော်ဒါလေးလည်းကျွန်တော်ဒီမှာအကောင့်ဝယ်ပြီးကြည့်ရှုလို့ရပါတယ်ဆက်ပြီးတော့ဒါလေးပေါ့နော်ဒီပေါ် second gen ပေါ့နော်ဒါလေးဟောလေးဝယ်ယူနေလို့ဆိုရင်ကျွန်တော်စီမှာဝယ်ယူရရှိနိုင်မှာပေါ့နော်ဘာဆိုင်ချက်ရမှာပေါ့နော် Google TV ပေါ့ Google OS ပေါ့ဒီမှာ